ဂျာသာမင်းသားမီကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဆရာထုတ်အောင်ဆရာပါဂျာသာမင်းသားမီကျွန်တော်ရဲ့မိတ်ဆွေများအတွက်24ရက်17လ2025နေ့လေပြီးတော့30ရက်17လ2025ဒီတပတ်တာနေ့တွေလက်တော့ခင်မှာဟောကြားမှာဖြစ်ပါတယ်အဲ့တော့ဂျာသာမင်းသားမီများတွေဒီနေ့ကာလမှာကြာလာတဲ့နမိတ်ကတော့ငွေချင်းနဲ့ပတ်သက်လို့ပြီးတော့ကင်းရော့ကန်ဆိုတဲ့နမိတ်ကြပါတယ်အဲ့တော့ကင်းကန်နမိတ်ကြတာဖြစ်တယ်ငွေချင်းနဲ့ပတ်သက်လို့ပြီးတော့ဒီလိုကာလမျိုးမှာဂျာသာမင်းသားသမီးတွေဟာငွေချင်းနဲ့ပတ်သက်လို့ပြီးတော့ခိန်းတွေဝါတယ်ပဲခိန်းတွေဝါမယ်ခိန်းတွေဝိုင်းရနေရင်းနဲ့ငွေချင်းနဲ့ပတ်သက်ပြီးတော့ငွေချင်းနဲ့ပတ်သက်တဲ့အလုပ်ငန်းတွေအတွက်ပေါ့ခိန်းတွေပါရင်ထွက်မယ်ဆိုတဲ့နာမည်မျိုးတွေလည်းမြင်ရပါတယ်နောက်ပြီးတော့ငွေချင်းနဲ့ပတ်သက်လို့ဒီလိုကာလမျိုးမှာအခွင့်အလမ်းတွေကိုရှင်ကိုရောက်လာတာမျိုးတွေငွေချင်းနဲ့ပတ်သက်လို့ပြီးတော့မထင်မှတ်ထားတဲ့အခွင့်အလမ်းတွေပေါ့အိုးရှင်ရောက်လာတာမျိုးတွေနောက်ပြီးကိုစူတောင်းထားတဲ့အရာတွေကနေလည်းပြီးတော့ငွေချင်းတွေအိုးရှင်ကိုရောက်ရှိလာတာမျိုးတွေဖြစ်တဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့ငွေရချင်းကအထူးကောင်းမွန်တဲ့ကာလလို့ပြောလို့ရပါတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်လို့ပြီးတော့ဒီလိုကာလမျိုးမှာငွေရပေါ့ကိုရှာနေတာထက်ကိုပိုးလည်းပြီးတော့ရတာမျိုးတွေအိုရှာဖွေထားတဲ့ငွေထက်ကိုအလုံးအရင်ဝင်တာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီလိုကာလမျိုးမှာဂျာသာမင်းသားသမီးတွေဟာအိတ်နေတာဝင်မယ်ဆိုတဲ့နမိတ်မျိုးပေါ့နော်အဲ့တော့အခွင့်အလမ်းတွေကကိုရှိကိုရောက်လာမယ်ကိုကနေမှအခွင့်အလမ်းတွေကိုလက်ခံရယူဖို့ကိုအစင်နဲ့လှုပ်ထားပါဆိုတဲ့နမိတ်မျိုးပါအစင်နဲ့လေးလှုပ်ထားပါအဲ့တော့ငွေချင်းနဲ့ပတ်သက်အခွင့်အလမ်းကောင်းတွေရရှိလာပါလိမ့်မယ်ငွေစုလိုက်ပုံလိုက်ဝင်တာမျိုးတွေနောက်ပြီးလို့ရှိရင်ထီတွေပေါက်မယ်ချင်းတွေပေါက်မယ်အဲ့လိုပုံစံမျိုးတွေမြင်ရပါတယ်ပေါ့နော်ကဲနောက်ပြီးတော့အလုံးခိုင်နဲ့ပတ်သက်လည်းပြီးတော့သူ့ဟော့ဆော့ဆိုနမိတ်ကြပါတယ်အဲ့တော့သူ့ဟော့ဆော့နမိတ်ချတာဖြစ်တယ်အလုံးခိုင်နဲ့ပတ်သက်ဒီလိုခါလာမျိုးမှာမြက်ကန်းဆိုင်ရုံမြက်ကန်းပေါ့စာဝန်တုံးလုံးအဲ့လိုပုံစံမျိုးပေါ့မြက်ကန်းအစိမ်မကြောက်ဆိုတဲ့ပုံစံမျိုးတွေတော့မြင်ရပါတယ်အဲ့တော့ဘယ်လိုဖြစ်နေလဲဆိုတော့စိုးတရုပ်တွေလုံနေတာမျိုးတွေတော့မြင်ရတယ်ဗျဂျာသာမင်းသားမီးတွေကဗာမြင့်လေဆိုငွေချင်းနဲ့ပတ်သက်လို့စိုးတရုပ်တွေလုံနေတယ်မှားတာမှန်တာတွေကိုသိစဉ်းစားချင်းချင်းမနေပဲနဲ့ကိုလုံးချင်တဲ့အရာတွေကိုစိုးတရုပ်တွေလုံနေတာမျိုးတွေမြင်နေရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးတွေလုံနေတဲ့အတွက်အမှားလေးတွေပါတတ်တယ်အမားလေးတွေပါတဲ့အတွက်ကိုယ့်ရဲ့နောက်အနာဂတ်မှာအမားလေးတွေကြောင့်ဟိုမှာလာလိုက်ပြီးတော့ထိခိုက်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အဲ့ဒါလေးတွေအထူးကြည့်ဆိုင်ပါအဲ့တော့ဝင်တိုင်းဆိုရင်လည်းဒီလိုခါလာမျိုးမှာဘာမှမစင်စားမိဘူးဘာမှမစင်စားမနဲ့ကိုလုံးချင်တဲ့အရာတွေရှောက်ပြီးတော့စုပ်ကန်လုံနေတာမျိုးတွေကျွန်တော်မြင်နေရတယ်ပေါ့နော်အဲ့လိုမဟုတ်ရင်တော့မှပဲကိုယ့်ရဲ့အထက်လူကြီးကဟိုင်းရောင်ကြီးဒါနဲ့လုံးလိုက်ဆိုတော့မှားလားမှန်တာကိုသိချာမစင်စားမချင့်ချိန်ပဲနဲ့အဲ့မျိုးအထက်လူကြီးခိုင်းတဲ့တိုင်ကိုလုံးမိနေတာမျိုးတွေလည်းမြင်ရတယ်အဲ့လိုပဲကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့လူတွေဆိုရင်လည်းဒီလိုခါလာမျိုးမှာမှားတိုင်းမှန်တိုင်းသိမစင်စားအောင်ငါတို့ဒီလုပ်ငန်းလုပ်ချင်တယ်လုပ်ချင်လို့ရှိရင်စုံတရုံထလုပ်တာမျိုးတွေဖြစ်နေတာမျိုးတွေမြင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါမျိုးတွေမလုပ်ပါနဲ့လုံချက်အပြင်ဥမာအမှားလေးတွေပါတတ်တယ်ပေါ့နော်သိချာစဉ်းစားချင်းချိန်မှာသိချာစဉ်းစားမိကမှငါတို့ဒီလုပ်ငန်းလုပ်လို့ရှိရင်ငါတို့အကျိုးမြတ်ဘယ်လိုရှိမယ်ငါဒီလုပ်ငန်းလုပ်လို့ရှိရင်ငါတို့အမြတ်သိချာဘယ်လိုရှိမယ်ဆိုတော့အဲ့လိုမျိုးလေးတွေသိချာစဉ်းစားပြီးလုပ်ပါလို့တော့အကြံဉာဏ်ပေးချင်ပါတယ်ပေါ့နော်အဲ့တော့အလုံးခိုင်နဲ့ပတ်သက်ပြီးကံကောင်းလားဆိုရင်ကံတော့ကောင်းပါလေဒါပေမဲ့စိုးတရုံလေးတွေမလုပ်ပါနဲ့ပေါ့နော်ကဲနောက်ပြီးတော့မိသားစုမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့တူရော့ဆော့ဆိုနေမိတ်ကြပါတယ်အဲ့တော့တူရော့ဆော့နေမိတ်ချတာဖြစ်တယ်မိသားစုမျိုးသားချင်းနဲ့ပတ်သက်ပြီးဒီလိုခါလာမျိုးမှာမိသားစုဆွေမျိုးသားချင်းကိုအချောင်းပြုလို့ပြီးတော့အနေငယ်စိတ်ခိခိုက်စရာလေးတွေစိတ်ညစ်စရာလေးတွေပေါ်တတ်နေပါတော့နော်အဲ့တော့မိသားစုဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အနေငယ်စိတ်ထိခိုက်စရာစိတ်ညစ်စရာလေးတွေပေါ်တတ်နေကိုဖြစ်ချင်တာတခြားနောက်ပြီးလို့ရှိရင်မိသားစုဆွေမျိုးသားချင်းတွေကလည်းကိုယ့်ကြောင့်မှစိတ်ညစ်စရာလေးဖြစ်တယ်ဟိုကပြောလိုက်တယ်ဟိုကပြောလိုက်တာတော့ဘာမဟုတ်တာလေးပြောလိုက်တာဒါပေမဲ့သူတို့မှဝါလေးပဲခံစားနေရအဲ့လိုပဲမိသားစုတွေကဟိုပြောလိုက်တာတော့နည်းနည်းပါးပြောလိုက်ပြီပဲဟိုမှလာလိုက်ပြီးတော့ခံစားရတာမျိုးတွေဖြစ်တဲ့ကာလမျိုးဖြစ်ပါတယ်ပေါ့နော်ကဲနောက်ပြီးသူငယ်ကြီးပေါင်းနဲ့မိတ်ဆွေနဲ့ပတ်သက်လည်းပြီးတော့ကင်းအောင်ဆိုနေမိတ်ကြပါတယ်အဲ့တော့ကင်းအောင်နမိတ်ကြတာဖြစ်တယ်သူငယ်ကြီးပေါင်းနဲ့မိတ်ဆွေနဲ့ပတ်ဒီလိုခါလာပြီးသူငယ်ကြီးပေါင်းနဲ့မိတ်ဆွေတို့အချောင်းပြုလည်းပြီးတော့ခွင်လန်းတင်ခွင်ရည်တင်ရရှိလာတာမျိုးတွေအခွင်လန်းခွင်လေးကောင်းနေရရှိလာမျိုးတွေဖြစ်တဲ့ကာလမျိုးဖြစ်ပါတယ်အဲ့တော့အခွင်လန်းကောင်းခွင်ရည်ကောင်းနေရရှိလာမျိုးတွေဖြစ်တတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လည်းပြီးတော့ file of source ဆိုနေမိတ်ကြပါတယ် file of source နေမိတ်ကြတာဖြစ်တဲ့ကျမ်းမာရေးနဲ့ပတ်သက်လည်းပြီးတော့ဒီလိုခါလိုက်မှာအနေငယ်လေးတွေစိတ်ညစ်ရတာပေါ့ဘလူတွေချောက်စိတ်ညစ်မိသားစုကိုအကြောင်းပြုလည်းပြီးတော့စိတ်ညစ်စရာလေးတွေကြောင်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တဲ့နေအဲ့ဒါကြောင့်ဟိုမှာလာရလိမ့်ပြီးတော့ဥရဲ့စိတ်ခံစားမှုတွေမှာလာပြီးပြဿနာလေးဖြစ်တဲ့နေ
အဲ့ဒါလေးတွေနောက်ပြီးအလုပ်ပင်ပန်းတာမျိုးတွေအလုပ်တွေတအားတွေလုပ်လိုက်ပြီးတော့ပင်ပန်းတာမျိုးတွေကြောင့်အလုပ်ပင်ပန်းမှုတန်တွေလည်းခံရတာမျိုးတွေဖြစ်တတ်ပါတယ်ပေါ့နော်ခဲနောက်ပြီးလို့ရှိရင်ပညာရေးနဲ့ပတ်သက်ပြီးတော့ AOS source နာမည်ချပါတယ် AOS source နာမည်ချတာဖြစ်တဲ့အတွက်ပညာရေးမှာကတော့ကိုစူးစမ်းထားတဲ့အရာတွေအသိပွင့်တွေကိုစူးစမ်းထားတဲ့အရာအသိပွင့်တွေဒီလိုခါလိုက်မှာခံစားရမယ်ဆိုတဲ့နာမည်မျိုးဖြစ်ပါတယ်အဲ့တော့ကောင်းမွန်တဲ့ကာလဖြစ်ပါတယ်ပညာရေးမှာစူးစမ်းရင်စူးစမ်းတဲ့လောက်ကိုအရာထင်မဲ့ဆိုတဲ့နာမည်မျိုးတွေဖြစ်ပါတယ်အဲ့တော့အင်တာဗျူးဖြစ်မဲ့လူတွေနောက်ပြီးလို့ရှိရင်စာမွေးဖြေမဲ့လူတွေဆိုလို့ရှိရင်လည်းဒီလိုခါလာမျိုးမှာစာမွေးတွေအောင်တာမျိုးတွေအင်တာဗျူးတွေအဆင်ပြေတာမျိုးတွေအင်တာဗျူးဖြေထားတဲ့လူတွေဆိုလည်းအောင်ပါလိမ့်မယ်အဆင်ပြေပါလိမ့်မယ်ဆိုတဲ့နာမည်မျိုးဖြစ်ပါတယ်နော်ခဲနောက်ပြီးလို့ရှိရင်အချင်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ Four of Pentacles ဆိုတဲ့နာမည်ကြပါတယ်အဲ့တော့ Four of Pentacles နာမည်ချတာဖြစ်လို့အချင်းအိမ်တော်ကြီးမှာဒီလိုခါလာမျိုးမှာကိုချစ်သူကြီးသားကိုအိမ်တော်ဖတ်နဲ့ဒီလိုအားလုံးပါအင်းချမ်းချမ်းလေးနေရတာမျိုးတွေကိုချစ်သူကြီးသားနဲ့ပတ်သက်ပြီးတော့ဟိုမှာပျော်ရွှင်မှုလေးတွေခံစားရတာမျိုးတွေနှွေးထွေးမှုလေးတွေခံစားရတာမျိုးတွေဖြစ်တတ်ပါတယ်ပေါ့နော်အဲ့တော့နှွေးထွေးမှုလေးတွေခံစားရမယ်ပျော်ရွှင်မှုလေးတွေခံစားရမယ်ရေရှည်အတွက်ကိုနဲ့ကိုချစ်သူကြီးသားကိုအိမ်တော်ဖတ်နဲ့လက်ထပ်ဖို့တွေစီစဉ်တာမျိုးတွေဒီကာလမျိုးမှာဖြစ်တတ်ပါတယ်လက်ထပ်ဖို့တွေကိုတွေးတာမျိုးတွေအိမ်တော်ဖတ်နေဆိုလို့ရှိရင်လည်းဒီလိုခါလိုက်မှာကလေးယူဖို့အတွက်ကိုတွေးမိတာမျိုးတွေဖြစ်တဲ့ကာလမျိုးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ချစ်သူကြီးသားမရှိတဲ့လူတွေဆိုရင်လည်းဒီလိုခါလိုက်မှာချစ်သူကြီးသားရမလားဆိုရင်တော့ရတော့မရသေးဘူးပေါ့နော်အနေငယ်လေးတော့ကြံ့ကြအောင်မယ်ရခဲ့လို့ရှိရင်လည်းဥပမာတော်တော်လေးကိုကောင်းမွန်တဲ့လူမျိုးတွေနဲ့အဆင်ပြေမယ်ဆိုတဲ့နာမည်မျိုးဖြစ်ပါတယ်အဲ့တော့ဒီလိုခါလာမျိုးမှာအန်ကောင်းစေတဲ့အယောင်တွေကတော့အနီရောင်တို့အနီရောင်တွေခံကောင်းမယ်အပြာရောင်လေးတွေဝစ်စင်သုံးဆွဲခြင်းအပြင်အနီရောင်တို့ပြာရောင်တို့ဝစ်စင်သုံးဆွဲခြင်းအပြင်ကံကောင်းမှုတွေရရှိလာပါလိမ့်မယ်ကံကောင်းစေတဲ့ခန္ဓာတွေကတော့၄ခန္ဓာတို့၃ခန္ဓာတို့ဟာကံကောင်းစေတဲ့ခန္ဓာတွေဖြစ်ပါတယ်အဲ့တော့ကံကောင်းပျော်ရွှင်ချမ်းသာမှုတွေရရှိလာဖို့ဆိုလို့ရှိရင်ကိုယ့်ထက်နေကြတဲ့လူတွေကိုလှူဒန်းပေးပါပေါ့နော်ကိုယ့်ထက်နေကြတဲ့လူတွေကိုကိုယ့်ပတ်ဝန်းကျင်မှာပဲရှိမယ်နောက်ပြီးတော့အဲ့လိုမျိုးတောင်းရစားတောင်းနေတဲ့လူမျိုးတွေရှိမယ်အဲ့လိုမျိုးလေးတွေပေါ့အဲ့လိုမျိုးလေးတွေကိုပင်ကလှူဒန်းခြင်းအပြင်ကိုယ့်ရဲ့ငှက်ညံပါကောင်းတွေရရှိလာပါလိမ့်မယ်အဲ့တော့ကျွန်တော်ရဲ့ဂျာသာမိသားမိတ်ဆွေများအားလုံးကံကောင်းမှုပျော်ရွှင်မှုချမ်းသာမှုတွေကိုအစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်တို့ဆရာထောက်အောင်ဆရာပါ